အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့ grade 11 unit 5के read the passage ကိုသွားကြမယ်နော်အဲ့တော့ grade 11 unit 5 read the passage က South Asia ပေါ့နော် Travel in South Asia ရှေ့တောင်အာရှကိုပြီးသွားခြင်းဆိုတဲ့ခေါင်းစဉ်ရဲ့9နိုင်ငံပေါ့နော်ဒီ unit 5မှာသင်ရမှာဖြစ်တယ်အဲ့တော့ပထမဆုံးစဖတ်ကြည့်အောင် South Asia has long been a favorite for travelers with various interests as they can explore vivid and diverse culture, traditions, languages, lifestyle, fashion, belief and custom in Southeast Asia countries. ဆိုတော့ Southeast Asia တဲ့အရှေ့တောင်အာရှဆိုရင်တဲ့ has long been နော် has long been ဆိုတာကဒါကြာရှည်စွာရှိခဲ့ပြီးဖြစ်တယ်လို့ပြောတာ a favorite ကြိုက်ဆုံးအနှစ်သက်ဆုံးနေရာတစ်ခုအဖြစ် a favorite နော်အနှစ်သက်ဆုံးနေရာတစ်ခုအဖြစ် for travelers ဘယ်သူတွေအတွက်လဲဆိုတော့ခရီးသွားတွေအတွက် with various interests အမျိုးမျိုးသောစိတ်ဝင်စားဖွယ်ရာတွေရှိတယ် as ဆိုတာတော့ကြောင့် they can explore vivid and diverse cultures vivid ဆိုတာကထင်ရှားပေါ်လွင်ပြီးတော့ diverse ကွဲပြားတဲ့ culture ယဉ်ကျေးမှုတွေ tradition ရိုးရာအစဉ်အလာတွေ languages မတူတဲ့ဘာသာစကားတွေ lifestyle လူနေမှုပုံစံတွေ fashion ဟုတ်ပြီနော် fashion ဆိုတာတော့သူရဲ့ဝတ်စားဆင်မှုပုံစံတွေ belief ကိုယ်ွယ်ယုံကြည်မှုတွေ custom ဆိုတာဒါလေးထုံးတမ်းတွေ in ASEAN countries အဲ့တော့အာဆီယံနိုင်ငံတွေမှာရှိတဲ့နော်ဒါလေးထုံးတမ်းတွေယုံကြည်မှုတွေအဝတ်စားတွေဘဝနေထိုင်မှုပုံစံတွေဘာသာစကားတွေရိုးရာအစဉ်အလာတွေကွဲပြားတဲ့ယဉ်ကျေးမှုတွေနဲ့ထူးခြားထင်ရှားတဲ့အရာတွေကိုထုတ်ဖော်ပြသနိုင်တော့ကြောင့်ခရီးသွားတွေအတွက်ကတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ favorite အကြိုက်နှစ်သက်ဆုံးနေရာတစ်ခုအဖြစ်တည်ရှိနေခဲ့တာဆိုရင်အတော်ကြာခဲ့ပါပြီတဲ့ဒီအောက်မှာဖတ်ကြည့်အောင်ရှေ့တောင်အာရှနိုင်ငံတီးတီးဟာထင်ရှားပေါ်လွင်ပြီးတော့ကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေရိုးရာတွေဘာသာစကားတွေဘဝနေထိုင်မှုပုံစံတွေဝတ်စားဆင်ခြင်မှုတွေယုံကြည်ကိုးကွယ်မှုတွေဓလေ့ထုံးတမ်းတွေပေါ့နော်ဒီမှာတော့အလှထုံးတမ်းလို့ရေးထားတယ်ရှိနေတာကြောင့်အရှေ့တောင်အာရှစိတ်ဝင်စားမှုအမျိုးမျိုးရှိကြတဲ့ခရီးသွားတွေအတွက်တော့နှစ်သက်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်တာကြားခဲ့ပါပြီတဲ့ Among these the following are description of the top tourist attraction of 5 ASEAN countries Brunei Darussalam Cambodia Indonesia Laos and Malaysia Among these ဆိုတာအဲ့ဒီနိုင်ငံတွေရှိတဲ့အထဲမှာthe following အောက်ပါပေးထားတဲ့ art description အောက်ပါဖော်ပြထားတဲ့အားတွေကတော့ of the top tourist attraction ပေါ့နော်ဒီနိုင်ငံခြားခရီးသွားတွေရဲ့ top ဆိုတာထိပ်ဆုံးလွှဲဆောင်မှုထိပ်ဆုံးတွေက9နိုင်ငံအကြောင်းကို5 ASEAN country အာဆီယံ9နိုင်ငံအကြောင်းကိုဖော်ပြမှာဖြစ်ပါတယ်တဲ့ဘယ်နိုင်ငံတွေလဲဆိုတော့ Brunei Darussalam ရဲ့ Cambodia ရဲ့ Indonesia Laos and Malaysia အဲ့ဒါတွေကမှအောက်ပါတော့ဟာအရှေ့တောင်အာရှ9နိုင်ငံဖြစ်တဲ့ Brunei Cambodia Indonesia Laos နဲ့ Malaysia နိုင်ငံတို့ရဲ့ကမ္ဘာလက်ခရီးတွေကိုသက်ဆောင်မှုအရှိဆုံးတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်တဲ့ကဲဒါဆိုကျတော့ Brunei Darussalam ကိုဖတ်ကြရအောင် Brunei Darussalam is a country which comprises 2 enclaves on the northwest coast of the islands of Borneo Brunei Darussalam ဆိုတာ is a country နိုင်ငံတစ်ခုဖြစ်တယ် which ဆိုတာအဲ့ဒီနိုင်ငံဟာရှေ့ကဒီ relative pronoun တွေဒီ a country ကိုညွှန်းထားတာနော်တောနဲ့ပြန်ရမယ် comprise ဆိုတော့ပေါင်းဆက်ပါဝင်နေတော့ 2 enclave ဆိုတာနယ်မြေ2 enclave ဆိုတော့နယ်မြေနှစ်ခုကိုပေါင်းဆက်ထားသောနိုင်ငံတစ်ခုဖြစ်တယ်မြန်မာပေါင်းထားလဲ on the northwest coast of the islands of Borneo ကျွန်းဤ northwest coast အနောက်မြောက်ကမ်းရိုးတန်းပေါ်မှာ 2 enclaves နယ်မြေနှစ်ခုကို which comprise ပေါင်းဆက်ဖွဲ့စည်းထားသောနိုင်ငံတစ်ခုဖြစ်ပါတယ်ဒီမှာဖတ်ကြည့်အောင်မြန်မာလိုလေး Brunei Darussalam ဟာ Borneo ကျွန်းရဲ့အနောက်မြောက်ကမ်းရိုးတန်းမှာရှိတဲ့နယ်မြေနှစ်ခုကိုပေါင်းဆက်ထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် It is known for its beaches and biodiverse rainforest. It is known ဆိုတာ၎င်းကိုသိကြတယ်တဲ့၎င်းကိုဆိုတာ Brunei Darussalam နိုင်ငံကို is known ဆိုတာလူသိများကြတယ် for ဆိုတာအတွက်ကြောင့် its beaches အဲ့နိုင်ငံမှာရှိတဲ့ကမ်းခြေတွေ and ပြီးတော့ biodiverse ဒီဝမျိုးစုံမျိုးကွဲတွေအများကြီးရှိတဲ့ rainforest မိုးတစ်တောကြီးတွေပေါ့ဒါကြောင့်အတိများကြပါတယ်အဲ့တော့ပြန်ပြောမယ်ဆိုရင် Brunei နိုင်ငံကိုလူသိများတာဟာအဲ့နိုင်ငံမှာရှိတဲ့ beaches နော်ကမ်းခြေတွေ biodiverse rainforest နော်ဇီဝမျိုးစုံမျိုးကွဲတွေရှိတဲ့မိုးတစ်တောတွေပေါ့သူတို့ကြောက်ပါတယ်โอเคမြန်မာလိုလေးဆရာတို့ဖတ်ကြည့်အောင်နော်လူနိုင်ဟာကမ်းခြေတွေနဲ့ဇီဝမျိုးကွဲတွေကျွယ်ဝတဲ့မိုးတစ်တောတွေကြောင့်နောက်မှလူတီများတယ်လို့ထည့်လိုက်ပေါ့ဆရာပုံလေးတွေတော့ဒီမှာရတဲ့လောက်ထည့်ထားတယ်ဒါ Brunei နိုင်ငံရဲ့ကမ်းခြေတွေကတစ်ခုပေါ့နော်လှပတဲ့ကမ်းခြေတွေဒီမှာရှိတယ်နောက်တစ်ခုကဒီဟာလေးကတော့သူတို့နိုင်ငံရဲ့ဗလီပါနောက်မှာအောက်ပိုင်းမှာပါလိမ့်မယ်ဒါ Omar Ali Sabiting Spot ပေါ့နော်ကဲဟုတ်ပြီဆက်ဖက်ကြည့်အောင် Bandar Seri Begawan the capital of Brunei Darussalam has many sites to offer Bandar Seri Begawan ဆိုတဲ့နောက်မှာကော်မာလေးပုတ်ထားတယ်နောက်က the capital of Brunei Darussalam နောက်မှာလည်းကော်မာလေးပုတ်ထားတယ်
grammar အပြင်ဆိုရင်ဒါ noun and opposition grammar ပေါ့အဲ့တော့ Bandar Seri Begawan ဆိုတာတဲ့ the capital of Brunei Darussalam Brunei Darussalam ရဲ့မြို့တော်ဖြစ်တဲ့ Bandar Seri Begawan မှာ has many sites to offer ကြည့်ရှုစရာတွေများစွာရှိတယ်လို့ပြောတယ်အဲ့တော့ဒီမှာမြန်မာတို့ဖတ်ကြည့်မယ် Brunei နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Bandar Seri Begawan မှာ level ကြည့်ရှုစရာတွေအများကြီးရှိပါတယ်เนาะအဲ့ထဲမှာ James Arthur Hassanal Bolkiah Mosque the largest mosque in Brunei is centrally an impressive building because the complex and a dome with 29 golden dome အဲ့တော့နာမည်ကတော့ James Arthur Hassanal Bolkiah Mosque Mosque ဆိုတာဗလီပေါ့ရှေ့ကတော့ဗလီရဲ့နာမည် James Arthur Hassanal Bolkiah ဗလီဟာဆိုရင် the largest mosque in Brunei နိုင်ငံမှာအကြီးဆုံးဗလီဖြစ်တယ်ပေါ့နော် and ပြီးတော့ it's certainly an impressive building သူဟာတဲ့နော် impressive ဖြစ်တယ်ဆိုတာအထင်ကြီးလေးစားဖွယ်ကောင်းတဲ့ခမ်းနားကြီးကျယ်တဲ့နော် building အဆောက်အအုံကြီးတစ်ခုဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ because ဘာကြောင့်လဲဆိုတော့ the complex is a dome with 29 golden domes အဲ့ဒီအဆောက်အအုံကိုရွှေရောင်ခုံးမိုး29ခုနဲ့နော်29 golden dome လို့ခေါ်တယ်ရွှေရောင်ခုံးမိုး29ခုနဲ့အလှဆင်ထားလို့ပါတယ်အဲ့တော့ဒီစာကြောင်းကိုပြဖက်ကြည့်အောင် James Arthur Hassanal Bolkiah ဗလီဟာလူနိုင်မှာရှိတဲ့အကြီးဆုံးဗလီဖြစ်ပြီးတော့ဝိပုစုတောင်းရအဆောက်အအုံကိုရွှေရောင်အမိုးခုံ29ခုနဲ့တစားဆင်ထားတဲ့အတွက်ကြောင့်အင်မတန်ကြီးကျယ်ခမ်းနားတဲ့အဆောက်အအုံတစ်ခုဖြစ်တယ်ဆိုတာတွေ့ရမယ်ပေါ့နော် Okay ဆက်သွားကြည့်အောင်ဒီ Omar Ali Safiuddin Mosque နောက်ထပ်ဗလီတစ်ခုနာမည်နော် Omar Ali Safiuddin ဗလီ with a striking image also offer a magnificent view surrounded by an artificial lagoons ပေါ့နော်အဲ့တော့ artificial lagoon ဆိုတာကလူတွေပြုလုပ်ထားတဲ့နော်ရေကန်လေးတွေဝန်းရံနေတဲ့တိတာထင်ရှားတဲ့ရင်သက်ရှူမောပဲရှိတဲ့ magnificent view ဆိုတာနော်ရင်သက်ရှူမောပဲရှိတဲ့မြင်ကွင်းတွေကပေးစွမ်းနေတဲ့ Omar Ali Safiuddin ဗလီပါတဲ့ပြန်ပြောမယ်ဒီ Omar Ali Safiuddin Mosque with its striking image also offers a magnificent view surrounded by artificial lagoon ရင်သက်ရှူမောပဲပုံရိပ်တွေရှိတဲ့ Omar Ali Safiuddin ဗလီဟာပင်လယ်ကမ်းခြေရေအိုင်ပုံစံတူတွေဝန်းရံထားတဲ့အတူချီမိုးအန်အောဘွယ်ရာမြင်ကွင်းတွေကိုပေးစွမ်းပါတယ်အဲ့တော့ Omar Ali Safiuddin ဗလီဆိုတာဒီမှာထားပါနော်ဒီပုံလေးပေါ့နော်ဒါ Omar Ali Safiuddin ဗလီဒီရဲ့ရှေ့မှာပက်လယ်မှာဘာတွေရှိတယ်ဆိုလို့ရှိရင်ဟလာရေအိုင်ငယ်တွေအများကြီးဝန်းရံထားတယ်ပြီးလို့ရှိရင်ဒီပက်လယ်မှာဘာရှိသေးလဲဆိုလို့ရှိရင်ခမောင်အေယာလို့ခေါ်တဲ့ရေပေါ်ရွာလေးတစ်ခုရှိသေးတယ်နော်အဲ့ဒါလေးရောကျွန်တော် internet မှာရှာကြည့်ပေါ့နော်ဒီဟုတ်ပြီဆက်ဖက်ကြည့်အောင်ဒီ Omar Ali Safiuddin Mosque overlook the Brunei rivers and Kampong Air အဲ့တော့ Omar Ali Safiuddin ဗလီဟာတဲ့သူ့ရဲ့အပေါ်ကနေ overlook ဆိုတာအပေါ်စီးကနေကြည့်လိုက်မယ်ဆိုရင် Brunei river Brunei မြစ်ကိုမြင်ရမယ်ပေါ့အဲ့ပြီးတော့ Kampong Air လို့ခေါ်တဲ့ရေပေါ်ရွာတို့ဒီနိုင်ငံမှာဆိုရင်အင်းလေးလိုရွာပေါ့နော်အဲ့တော့ရေပေါ်ရွာကိုတွေ့ရမယ်အဲ့တော့ဖတ်ကြည့်အောင် Omar Ali Safiuddin ဗလီဟာ Brunei မြစ်နဲ့ Kampong Air ရေပေါ်ရွာလေးကိုအပေါ်စီးကနေနော်မိုးပြီးတော့ကြည့်လို့ရတယ်ပေါ့ပြောချင်တာအဲ့ဒီဗလီရဲ့ဒီနေရာခုံးမိုးနေရာတွေ့လားဒီနေရာအဲ့ဒီနေရာကနေလူတွေတက်ကြည့်လို့ရတယ်တက်ကြည့်လို့ရှိရင်အပေါ်စီးကနေပြီးတော့အဲ့ခမောင်အေယာရွာနဲ့ဘူနိုင်းမြစ်ကိုလှမ်းပြီးတော့မြင်နိုင်မှာဖြစ်ပါတယ်တဲ့ Okay အဲ့ဒီတော့ခမောင်အေယာဆိုတာဘယ်လိုရွာမျိုးလဲဆိုတာကြည့်အောင်နော်အဲ့တော့ the century old Kampong Air the historical floating village consists of more than 40 smaller settlements on site over the Brunei River အဲ့တော့ century old Kampong Airဆိုတာရာစုနှစ်တွေများစွာကြာပြီးတက်တန်းရှိပြီဖြစ်တဲ့ခမောင်အေယာရေပေါ်ရွာလေးဟာတဲ့historical floating village ဖြစ်ပါတယ်။အဲ့ historical floating village ဆိုတာသမိုင်းဝင်ရေပေါ်ရွာပေါ့။အဲဒီမှာလဲ centuries old Kampong Air ရဲ့နောက်မှာလဲကော်မာကုတ်ထားသလိုဒီ historical floating village ရဲ့နောက်မှာလဲကော်မာကုတ်ထားတယ်။အဲ့တော့ Kampong Air ဆိုတာလဲရေပေါ်ရွာပဲရေပေါ်ရွာလို့ပြောလိုက်ရင်လဲ Kampong Air ပဲဒါ noun and position grammar ကိုသုံးထားတာဖြစ်တယ်။သူ့မှာ consists of ပါဝင်နေပါတယ်လို့ပြောတာ more than 40 smaller settlements on slit over the Brunei River Brunei မြစ်တစ်လျှောက်မှာရှိတဲ့ခြေရန်အိမ်ရှိပေါ်မှာတိဆောက်ထားတဲ့နော်ကြီးရွာပေါင်းဘယ်လောက်လဲဆိုတော့40ကျော်ကြီးရွာပေါင်း40ကျော်နဲ့ဖွဲ့စည်းထားတယ်တဲ့နော်ဖက်ကြည့်အောင်ရာစုနှစ်များစွာတက်တန်းရှိတဲ့သမိုင်းဝင်ရေပေါ်ရွာကံပေါင်းအေယာကို Brunei မြစ်တစ်လျှောက်မှာရှိတဲ့ခြေရန်ရှိအိမ်တိုင်းပေါ်မှာတိဆောက်ထားပြီးတော့ကြီးရွာပေါင်း40ကျော်နဲ့ဖွဲ့စည်းထားတယ် The floating villages are interconnected with wooden bridge and walkways တဲ့အဲ့တော့ floating villages ဆိုတာရေပေါ်ရွာတွေကိုရေပေါ်ရွာ40ဒီမှာပြောခဲ့တယ်နော်အဲ့တော့ရေပေါ်ရွာတွေကို are interconnected ဆိုတာဥလူဆက်သွယ်ထားတယ် with wooden bridge တစ်သားတရားလေးတွေနဲ့အင်းလေးမှာဆိုရင်တော့လေနဲ့
တော်ပြီးတနေရာနေရာသွားတာပေါ့နော်ဒီမှာတော့အဲ့လိုမဟုတ်ဘူး wooden bridge တွေတစ်သားတရားတွေအန်ပြီးတော့ walk way ဆိုတာရှောက်လန်းတွေပေါ့ရှောက်လန်းလေးတွေနဲ့ဆက်ထားတာဖြစ်ပါတယ်တဲ့ The best way to experience the daily life for local villagers is taking a river cruise နော် The best way to experience အဲ့တော့ experience ဆိုတဲ့အတွေ့အကြုံပေါ့ best way နဲ့သွားပေါင်းလိုက်တော့အကောင်းဆုံးအတွေ့အကြုံ The daily life for local villagers နော်ဒေသခံရွာသားတွေရဲ့ local ဒေသခံရွာသားတွေရဲ့ daily life နေ့စဉ်ဘဝကိုထိတွေ့ခံစားနိုင်တဲ့ဟုတ်ပြီနော်အကောင်းဆုံးနည်းလမ်းကတော့ is ဖြစ်ပါတယ် taking a river cruise နော်ဒီမြစ်ထဲမှာအပျော်ခရီးထွက်တာဖြစ်ပါတယ်ဇင်ခံရွက်လေးနဲ့ပေါ့နော်ဇန်ကီသင်္ဘောဇင်ခံသင်္ဘောလေးနဲ့မြစ်ထဲမှာအပျော်ခရီးထွက်တာပြောတာအဲ့တော့ဒေသခံရွာသားတွေမှာရှိတဲ့နေ့စဉ်ဘဝကိုထိတွေ့ခံစားဖို့အတွက်အကောင်းဆုံးနည်းဟာမြစ်ထဲမှာအပျော်ခရီးထွက်တာဖြစ်ပါတယ် At the Brunei Museum located near Bandar Seri Begawan find examples of bronze and brassware along with fascinating display of Chinese ceramics and jade နော် can be seen ပေါ့ဒီမှာတော့ okay can be seen နော်မြင်တွေ့နိုင်တယ်လို့ပြောတာ At the Brunei Museum Brunei ပြတိုက် Brunei ပြတိုက်ကဘယ်နားမှာရှိတယ်နော် where is situated ပေါ့နော်ဘယ်နားမှာရှိတယ်လို့မေးရင် located near Bandar Seri Begawan Bandar Seri Begawan ဆိုတာ Brunei နိုင်ငံရဲ့ capital of Brunei Darussalam ပေါ့နော် Brunei နိုင်ငံရဲ့မြို့တော်ပေါ့အဲ့တော့ Bandar Seri Begawan လို့ခေါ်တဲ့မြို့တော်ရဲ့အနီးနားမှာတည်ရှိတဲ့ Brunei ပြတိုက်မှာဆိုရင်တဲ့ find examples of bronze and brassware ကြေးနီတွေကြေးဝါတွေလို့ပြောတာပေါ့နော်ကြေးညိုတို့ကြေးဝါတို့နဲ့လုပ်ထားတဲ့ find example အကောင်းဆုံးဥပမာတွေ along with fascinating display of Chinese ceramics and jade တရုတ်ကျွေတွေနော်တရုတ်ကျွေတွေ ceramics ကတကယ်တော့ဒီညမှာကျွေတယ်မြေတယ်ပေါ့နော် jade ကတော့ကြောက်စိမ်းအဲ့တော့တရုတ်ကျွေတယ်မြေတယ်တွေနဲ့ကြောက်စိမ်းတွေကိုဒီပြလိုက်ထဲမှာမလုပ်ထားလဲဆိုတော့ဆွဲမှတ်ဖွယ်ကောင်းအောင်ခင်းချင်းပြတာထားတာဖြစ်ပါတယ်တဲ့ကဲမြန်မာလိုဖက်ကြည့်အောင် Bandar Seri Begawan အနီးနားမှာတည်ရှိတဲ့ Brunei ပြလိုက်မှာဆွဲမှတ်ဖွယ်ခင်းချင်းပြတာထားတဲ့တရုတ်လက်ရာတွေကိုမြင်တွေ့နိုင်တယ်မြေတယ်တွေကြောက်စိမ်းတွေအပြင်ကြေးညိုကြေးဝါတို့ရဲ့ပြုလုပ်ထားတဲ့နမူနာလက်ရာတွေကိုလည်းမြင်တွေ့နိုင်ပါတယ်တဲ့ဟုတ်ပြီနော်The history gallery in the museum display the history of South Asia with relevance to Brunei The history gallery history gallery ဆိုတာကတမိုင်းပြတိုက်လို့ပြောတာပါပေါ့တမိုင်းပြခန်းgallery ထည့်ထားလိုက်တော့ဒါတမိုင်းကိုဓာတ်ပုံနေနဲ့ပြတဲ့ဓာတ်ပုံပြခန်းပေါ့ in the museum ပြတိုက်ထက်ကတမိုင်းပြခန်းမှာဆိုရင် display ခင်းချင်းပြသထားတယ် the history of South Asia with relevance to Brunei အရှိတောင်အာရှတမိုင်းကြောင်းနဲ့ Brunei နဲ့ဆက်ဆက်မှုဘယ်လောက်ရှိလဲဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြထားတာဖြစ်ပါတယ်တဲ့အဲ့တော့ပြတိုက်ထက်ကတမိုင်းပြခန်းမှာ Brunei နဲ့ဆက်ဆက်မှုရှိတဲ့အရှိတောင်အာရှတမိုင်းကြောင်းကိုပြသထားပါတယ် The Sultan's Palace lie a short drive from the city center a short drive ဆိုတာကားနဲ့ခရီးတူလေးမောင်းရင်ရောက်သွားနိုင်တယ်10မိနစ်15မိနစ်လောက်ဘယ်ကနေလဲ from the city center ဆိုတော့ Brunei Darussalam ရဲ့မြို့တော်ဖြစ်တဲ့ Bandar Seri Begawan မြို့အလဲကောင်ကနေကားလေးနဲ့ခဏလောက်စီးသွားလိုက်လို့ရှိရင်ဘယ်ကိုရောက်မလဲ Sultan's Palace Sultan စော်ဘွားများရဲ့နန်းတော်ကိုရောက်မယ်ပေါ့နော် Sultan Palace Sultan စော်ဘွားတွေရဲ့နန်းတော်ရှေးအောင်နန်းတော်ပေါ့The Sultan's Palace lie a short drive from the city center Sultan ရဲ့နန်းတော်ဟာမြို့လေကောင်ကနေခဏတစ်ဖြုတ်တာကားမောင်းသွားရတဲ့နေရာမှာရှိပါတယ် Featuring as a favorite stop for day trippers it gives visitor an idea of an Sultan's world အဲ့တော့ featuring a favorite stop for day tripper ဆိုတာတနေ့တာခရီးလဲပတ်တဲ့သူတွေကိုပြောတာပေါ့တရက်တာလဲပတ်တဲ့သူတွေအတွက်ကတော့ဟုတ်ပြီနော် favorite အနှစ်သက်ဆုံးအနားယူရနေရာဖြစ်တယ် it gives visitor ၎င်းဒီခရီးသွားတွေကိုပေးစွမ်းနိုင်တယ် an idea of the Sultan's world ဟုတ်ပြီနော် Sultan စော်ဘွားတွေရဲ့ကြွယ်ဝချမ်းသာမှုအကြောင်းကိုအဲ့ဒီ Sultan Palace ကိုသွားလေလိုက်ရုံနဲ့တည်သွားနိုင်တယ်တဲ့အဲ့တော့မြန်မာလိုဖက်ကြည့်အောင်အဲ့ဒီနန်းတော်ဟာတရက်တာလဲပတ်သူတွေအတွက်တော့အနှစ်သက်ဆုံးအနားယူစရာနေရာအဖြစ်တည်ရှိနေပြီးတော့လဲပတ်သူတွေကို Sultan နဲ့ကြွယ်ဝချမ်းသာမှုတွေအကြောင်းကိုသိမြင်သွားစေနိုင်ပါတယ်တဲ့သက်သွားကြည့်အောင် This collections of gifts can be seen at the Royal Regalia Museum from a giant chariot used in his silver jubilees to countless jewels and gold အဲ့တော့သူ့ရဲ့ဟုတ်ပြီနော်ရရှိထားတဲ့လက်ဆောင်ပစ္စည်းအကုန်လုံးကိုကံပစ္စည်းမြင်တွေ့နိုင်တယ်ဘယ်သူတွေလဲရရှိထားတာလဲဆိုတော့ဒီမှာပြောတဲ့ Sultan စော်ဘွားတွေပေါ့အဲ့ဒီ Sultan စော်ဘွားတွေပိုင်ဆိုင်တဲ့အကောင်းဆုံး gift တွေလက်ဆောင်ပစ္စည်းတွေကိုကံပစ္စည်းမြင်တွေ့နိုင်တယ် at the Royal Regalia Museum ဟုတ်ပြီနော်အဲ့တော့တော်ဝင်ပြတိုက်ပေါ့နော်တော်ဝင်ပြတိုက်မှာကြည့်နိုင်တယ် from a giant chariot အဲ့မှာသူကမရှိထားတယ်ဆိုရင်ဒါရှင်းနှစ်ဘိန်းတက်တဲ့စစ်ရထားပေါ့နော်မြင်းရထားလှဲပြီးပေါ့ခုခေတ်လိုပြောမယ်ဆိုရင်တော့တစ်တိုက်တဲ့လှဲပေါ့နော်
အဲ့ဒီ level တဲ့ you did silver jubilees to collect jewels and gold ဟုတ်နော်မကြီးမတွက်နိုင်တော့တဲ့များပြားလာတဲ့ကြောက်မဲ့ရနာတွေရွှေတွေနဲ့နော်စီရင်ထားတာဖြစ်ပါတယ်တဲ့ဖက်ကြည့်အောင်သူရရှိထားတဲ့လက်ဆောင်ပစ္စည်းပေါင်းစုံကိုတော်ဝင်မြေမြောက်တန်စာပြလိုက်ပါမြင်တွေ့နိုင်တယ်သူ့ရဲ့ငွေရတုတပင်မှာအသုံးပြုခဲ့တဲ့ဒီမှာဆိုလို့ရှိရင်ဆိုတော့ silver jubilee ဆိုတာငွေရတုပေါ့နော်ဘယ်သူကလဲဒီစောစောစူတန်စော်ဘွားအသုံးပြုခဲ့တဲ့ jubilee silver jubilee နော်ဒီငွေရတုတပင်မှာအသုံးပြုခဲ့တဲ့နှစ်ပြီးတက်စေရထားကြီးကနေပြီးတော့ရေမတက်နိုင်တော့တဲ့အများပြားတဲ့ကြောက်မဲ့ရနာတွေကိုရှင်းချက်ထားတယ်ဆိုတာကိုလည်းတွေ့မြင်နိုင်ပါတယ်တဲ့ The museum is free to visitors, offering a glimpse into the luxurious lifestyle of the Sultan. အဲ့တော့ the museum ပြလိုက်ဟာ is free to visitor ပြလိုက်ကြည့်ပေးကြမလို့တဲ့ခရီးသွားတွေအတွက်ပြလိုက်ကြီးအလကားဖြစ်တယ် offering a glimpse into the luxurious lifestyle of the Sultan. အဲ့တော့ Sultan စော်ဘွားတစ်ယောက်ရဲ့ဟုတ်ပြီနော်စီးစိမ်ပြေးွားတဲ့ Sultan ဘုရင်တစ်ယောက်ရဲ့ဘဝနေထိုင်မှုပုံစံကိုလည်းပဲဒီမှာ glimpse လုပ်တယ်ဆိုတာကဖြတ်ခနဲကြည့်လိုက်ယုံနဲ့တင်ပဲသိသွားစေနိုင်ပါတယ်ကျွဲဝချမ်းသာမှုခဏလေးကြည့်လိုက်ယုံနဲ့ဘယ်လောက်ကျွဲဝချမ်းသာတယ်ဆိုတာကိုသိနိုင်တယ်တဲ့လို့ပြောတာအဲ့တော့ပြလိုက်ဟာစူတန်ဘုရင်ရဲ့စီးစိမ်ပြေးွားတဲ့နေထိုင်မှုတွေကိုဖြတ်ခနဲအကြည့်နဲ့သိတာသွားစေကိုဖိတ်ခေါ်ရင်းနဲ့ဧည့်သည်တွေအတွက်ဝင်ခွင့်ရလဲခမဲ့ဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒါကတော့ဆရာတို့ကရှေ့တောင်အာရှ9နိုင်ငံတွေကတနိုင်ငံဖြစ်တဲ့ဘရူနိုင်းဒါရူဆလန်အကြောင်းကိုဖတ်သွားတာဖြစ်တယ်အဲ့ဒီတော့ဆရာတို့အစဆုံးတစ်ခေါက်တော့ပြန်ပြီးတော့ကြည့်ပါအစဆုံးတစ်ခေါက်တော့ပြန်ကြည့်ပြီးတဲ့နောက်မှာထပ်ခါပြန်ပြီးတော့ practice လုပ်ပါပြန်ဖတ်ပါဒီမှာပါတဲ့နေရာလေးတွေကိုလည်းရှာကြည့်ပါပေါ့ဟုတ်ပြီနော်အဲ့တော့နေ့တိုင်းညနေ6နာရီမှာဗီဒီယိုအသစ်တွေတင်ပေးနေတဲ့အတွက်ကြောင့် channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့ဒီနေ့တော့ပါပဲနောက်နေ့မှာပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ